မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ကလေးဖြစ်ပါစေဒီကနေ့တစ်ခါပြန်လေးပြီးမှကျွန်တော်တို့ရှိချင်းနဲ့တိချင်းဆိုတဲ့နှုတ်ပတ်တော်အဖြစ်တစ်ခါပြန်လေးပြီးမှခွန်အားယူကြပါစို့တမန်ကျမ်းစာတစ်ပိုက်ကိုရှေးဥစွာဖတ်ချင်ပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီး3အပိုက်ငယ်20ငါဒီတကားရှိမှရက်ရွေခောက်တဲ့နေအကျဉ်သူဒီငါရဲ့အတန်ကိုကြား၍တကားကိုဖွင့်အပ်ဒိုတူရှိရာတို့ငါဝင်၍ဒုနှင့်အတူစားတော့မည်ဒူဒီလေငါနဲ့အတူစားတော့ရလိမ့်မည်တမန်ကျမ်းစာကဒီလိုပြောပါတယ်ဆိုတော့ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်အသက်တာထဲမှာတကူစဉ်းစားကြည့်ရအောင်ကျွန်တော်တိထားတာထက်ကျွန်တော်တို့မှာရှိနေတာကဘယ်အရာကပိုပြီးအရေးကြီးတယ်လဲဘယ်အရာကပိုပြီးအကျိုးရှိတယ်လဲဆိုတဲ့အရာကိုစဉ်းစားကြည့်ပါစို့ဒီကနေ့ကျွန်တော်ဝိငှချင်တဲ့အရာကဘာလဲဆိုရင်မတိရဘူးလို့ကျွန်တော်မပြောချင်ပါဘူးတိရပါမယ်ဒါပေမဲ့ကျွန်တော်တိထားတဲ့အရာထက်ကျွန်တော်အထဲမှာရှိနေဖို့ကပိုပြီးမှအရေးကြီးတယ်ဆိုတဲ့အရာကိုနှုတ်ပတ်တော်အပြင်ဝိငှတိုက်တွန်းချင်တာဖြစ်ပါတယ်ဥပမာကျွန်တော်ကရေစာနေတယ်ဆိုပါစို့ကျွန်တော်ရဲ့ဘေးမှာရေအပြည့်ဖြည့်ထားတဲ့ရေဘူးရှိတယ်ဆိုတော့အဲ့ဒီရေကိုရေဘူးထဲမှာရေရှိတယ်ဆိုတဲ့အရာကိုကျွန်တော်သိပေမဲ့အဲ့ဒီရေဘူးကိုယူပြီးကျွန်တော်မတောက်လိုက်ဘူးဆိုရင်ကျွန်တော်ရေငတ်ပြေမှာမဟုတ်ပါဘူးကျွန်တော်အထဲမှာလိုအပ်နေတာကအရေဖြစ်တယ်အဲ့ဒီရေကိုဖွင့်တောက်လိုက်တဲ့အချိန်ကျမှပဲကျွန်တော်ကရေငတ်ပြေမှာဖြစ်တယ်ဆိုတော့ထိုနည်းတူစွာပဲဒီကနေ့ကျွန်တော်အသက်တာထဲမှာယေရှုခရစ်တော်အကြောင်းဘုရားသခင်ရဲ့အကြောင်းကိုတဲ့ယုံကြည်သူများကကောင်းစွာသိပါတယ်ကျွန်တော်တည်ထားတဲ့ထိုခရစ်တော်ထိုယေရှုခရစ်တော်ထိုဘုရားသခင်ရဲ့အကြောင်းဆိုတည်ထားပါတယ်အဲ့ဒီတည်ထားတဲ့ဘုရားကိုကျွန်တော်တို့ကဘာလို့ဖို့လူတည်တယ်လဲဆိုရင်ကျွန်တော်တို့ရဲ့အသက်တာနှလုံးသားထဲမှာနေရာပေးဖို့ဖြည့်ဖို့လိုပါသေးတယ်အထဲမှာထည့်ဖို့လိုပါသေးတယ်ဒီနေ့လူစားပဲယေရှုခရစ်တော်ဘုရားသခင်ကလည်းငါကျွန်တော်တို့ရဲ့အထဲကိုဝင်လာခြင်းတော့ကြောင့်ကျွန်တော်နှလုံးသားတကားကိုခောက်လက်နေတယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာလိုအပ်သောအရာကဘာလဲဆိုရင်ကျွန်တော်နှလုံးသားတကားကိုဖွင့်ပြီးမှထိုသခင်ကိုနေရာပေးဖို့အထဲမှာနေရာပေးဖို့အတွက်ဒီမတမအရေးကြီးနေပါတယ်ဆိုတဲ့အရာကိုဝိငှချင်တာဖြစ်တယ်ဒါကြောင့်တင်တိထားယုံနေတော့တင်ရဲ့အသက်တာအာမခံချက်မရှိပါဘူးတင်အထဲမှာရှိနေမှအာမခံချက်ရှိတာဖြစ်တယ်တင်ရဲ့အသက်တာအထဲမှာရှိနေမှပိုပြီးမှအာမခံချက်ရှိတာဖြစ်တယ်ဒါကြောင့်ဘုရားခင်ကလည်းခရစ်တော်ဘုရားကလည်းသူ့ကိုတိယုံနဲ့သူမကျေနပ်နိုင်ဘူးကျွန်တော်တို့ရဲ့အသက်တာအထဲမှာကျွန်တော်တို့အထဲမှာသူရှိနေမှသာလေသူကျေနပ်မှာဖြစ်တယ်ဒါကြောင့်သူဒီလည်းဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်အထဲမှာရှိဖို့အတွက်လိုလားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားတကားကိုခောက်လက်နေတယ်လို့ပြောပါတယ်အချင်းသူဒီငါရဲ့အတန်ကိုကြား၍တကားကိုဖွင့်အားထိုရှိရတို့ငါဝင်၍သူနှင့်အတူစားတော့မည်လို့နှုတ်ကပတ်တော်ကပြောပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများချစ်တော်ယုံကြည်သူများဒီကနေ့ကျွန်တော်တို့တွေဖခင်ကိုတည်ထားယုံတက်တက်နဲ့ခရစ်ယာန်လုပ်မနေပါနဲ့ဒီအထဲမှာခရစ်တော်တည်ဟူသောနှုတ်ကပတ်တော်ရှိခြင်းအဖြစ်တင်ခရစ်ယာန်တက်တာထဲမှာဆက်လျှောက်မယ်ဆိုရင်တော့တင်ပေါ်ဟာတကယ်ကိုမင်္ဂလာရှိသောအသက်တာဖြစ်ပါတယ်သို့တော်လည်းတင်ဒီခရစ်တော်ကိုတည်ယုံတက်တက်နေတာလေတင်ခရစ်ယာန်လုပ်နေမယ်ဆိုရင်တော့ဒီရဲ့အသက်တာဟာအမင်္ဂလာဖြစ်မှာဖြစ်ပါတယ်တင်အတ္တတာတဲ့ဘာမှအကျိုးရှိမှာမဟုတ်ပါဘူးဒီနေ့ဘုရားလိုချင်သောအရာဒီကျွန်တော်တို့အထဲမှာအသက်ရှင်သောကယ်တင်ရှင်ယေရှုခရစ်တော်ရှိနေဖို့ကိုလိုချင်တာဖြစ်တယ်ယေတင်ချင်းကိုကျွန်တော်တို့တည်ထားတာတဲ့ယေတင်ရှင်ကိုကျွန်တော်အထဲမှာရှိနေဖို့ကညီမတမအရေးကြီးပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများချစ်တော်ဓမ္မမိတ်ဆွေယုံကြည်သူများကျွန်တော်တို့ဒီတည်ခြင်းနဲ့အသက်မရှင်ဖို့အတွက်ကျွန်တော်ပြောချင်တယ်ရှိခြင်းနဲ့အသက်ရှင်ဖို့အတွက်ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်။ဒါကြောင့်တင့်အထဲမှာရှိစေပါဘု து ကိုရှိစေဖို့လဲဆိုရင်ခရစ်တော်ကိုရှိစေဖို့ဖြစ်တယ်။ဒီနေ့အပြင်တင့်အထဲမှာဝိညာဉ်ပဂတိအရာရှိစေဖို့ဖြစ်တယ်။ဝိညာဉ်ပဂတိတွေကျွန်တော်ကတည်ထားတယ်။ဒါပေမဲ့အဲ့ဒီဝိညာဉ်ပဂတိတွေကကျွန်တော်တို့အထဲမှာမရှိနေဘူးဆိုရင်အလကားပဲ။ချစ်ချင်းမေတ္တာအကြောင်းကိုကျွန်တော်တည်ထားတယ်။ချစ်ချင်းမေတ္တာကကျွန်တော်အထဲမှာမရှိဘူးဆိုရင်ကျွန်တော်အတွက်ဘာမှအကျိုးမရှိဘူးခွင့်လွှတ်ခြင်းအကြောင်းကိုကျွန်တော်တည်ထားတယ်ခွင့်လွှတ်ခြင်းကျွန်တော်အထဲမှာမရှိဘူးဆိုရင်ကျွန်တော်အတွက်အမင်္ဂလာဖြစ်တယ်ယေရှုခရစ်တော်ဘုရားကိုကျွန်တော်တည်တယ်
ယေရှုခရစ်တော်ဖခင်ကျွန်တော်တို့အထဲမှာမရှိဘူးဆိုရင်ကျွန်တော်တို့အသက်တာကအခြေအနေဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ခွန်အားပေးဝေငှခြင်းတဲ့အရာကကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ဘဝအထဲမှာတည်ခြင်းနဲ့ဘတော်မှအသက်မရှိပါနဲ့ရှိခြင်းနဲ့အသက်ရှင်ပါကျွန်တော်တို့အသက်တာထဲမှာကျွန်တော်နှလုံးသားထဲမှာရှိနေဖို့ဖြစ်တယ်။ဘာရှိဖို့လဲဆိုရင်ခရစ်တော်တည်ဟူသောဖခင်တခင်ရဲ့နှုတ်ကပတ်တော်ရှိဖို့ဖြစ်တယ်။ဒါကြောင့်တမန်ကျမ်းစာကဘုရားကကျွန်တော်တို့ကိုဆက်ပြီးမှပြောထားတဲ့အရာတစ်ခုရှိတယ်။အဲ့ဒီအရာကဘာလဲဆိုရှမတဲ့ခရစ်မချအခန်းကြီး28အပိုင်းငယ်20ခောက်ခွေပိုင်းမှာငါဒီလေခက်ကဘာကုံတိတိုင်အောင်တင်တော်နဲ့အတူအစင်မပြတ်ရှိတည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ဆိုတော့ဒီအထဲမှာဘာလဲခရစ်တော်ကရှိခြင်းနဲ့တွားခြင်းတာဖြစ်တယ်ကျွန်တော်နဲ့အတူဘာလဲအစင်မပြတ်ရှိတည်ဒါကြောင့်ဒါယုံကြည်သူများအရောက်ချင်းဆိုင်အသက်တာထဲမှာလဲကျွန်တော်တို့ဒီခရစ်တော်ယေရှုဖခင်ကိုတည်ခြင်းတက်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့အထဲမှာရှိတယ်လို့ဝန်ခံပါစို့ကျွန်တော်အထက်မှာရှိအောင်နေရပေးရကျွန်တော်နှလုံးသားတကားကိုခရစ်တော်ကခောက်နေပါတယ်ဒီနှလုံးသားတကားဖွင့်ပေးလိုက်တဲ့အခါမှာတင့်ထံကိုခရစ်တော်ဝင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဘယ်လိုရှိသွားပြီလဲနှုတ်ကပတ်တော်ဒီဟူသောခရစ်တော်ရှိသွားပြီဖြစ်တယ်အဲ့ဒီရှိခြင်းနဲ့ကျွန်တော်တို့ဒီအသက်ရှင်ဖို့အတွက်ဖြစ်တယ်ဆိုရကိုဒီကနေ့နှုတ်ကပတ်တော်အပြင်ဝင်ငှချင်ပါတယ်ဒါကြောင့်တည်ခြင်းနဲ့ဘယ်တော့မှအသက်မရှိပါနဲ့ရှိခြင်းအပြင်ကျွန်တော်အသက်ရှင်ကြပါစို့လို့နှုတ်ကပတ်တော်အနေငယ်နဲ့ဝင်ငှတိုက်တွန်းခွန်အားပေးပါတယ်အရောက်ချင်းစတဲ့ပုံမှာဖျက်ခင်ကောင်းကြီးရှိပါစေ